ရှင်ဒီနေ့ကအနှစ်ပြိုင်စတုကံပေါ့နော် what is a parallelogram ဆိုတဲ့အနှစ်ပြိုင်စတုကံဆိုတာဘာလဲဆိုတာလေးကိုပြပြပေးချင်ပါတယ်အနှစ်ပြိုင်စတုကံဆိုတာဘာလဲဆိုတော့သူကအနားလေးနားရှိတယ်နားလေးနားရှိတယ်အနားလေးနားရှိတယ်ဆိုတာရောအနှစ်ပြိုင်စတုကံဖြစ်သလားမဖြစ်ဘူးเนาะအဲ့တော့ဒီဟာလေးကိုကြည့်လိုက်ရအောင်သူကဒါဟာအနားလေးနားရှိတယ်ပြောချင်တာကတော့ quadrilateral ဖြစ်တယ်ပေါ့နော် quadrilateral ဖြစ်တယ်အဲ့ဒီမှာသူကဘာရှိနေဆိုရင် two pairs of parallel sides ဆိုတော့သူကဒီလိုသူ့ရဲ့ opposite side နှစ်ခုကဘာဖြစ်နေလဲဆိုလို့ရှိရင် parallel ပြိုင်နေတယ်ပြီးတော့အဲ့ဒီ side နှစ်ခုကတူနေတယ် same သူ့ရဲ့ length ကဥပမာဒီဟာက3 cm ရှိရဆိုတော့ဒါလည်းပဲ3 cm ရှိအဲ့လိုပဲဒါဆိုဒီနှစ်ခုတူနေတယ်လို့ဒီ side နှစ်ခုကလည်းပဲ parallel ဖြစ်တယ်ပြီးတော့သူတို့ရဲ့ length တွေကလည်း equal ဖြစ်တယ်2 cm ဆိုဒါလည်း2 cm အဲ့ဒါဆိုဒါဒီဘာဖြစ်လဲဆိုတော့ parallelogram ဖြစ်တယ်အဲ့တော့ဒီဟာကအနှစ်ပြိုင်စတုကံဖြစ်တယ်ဆိုဒီတစ်ခုကရောဒီတစ်ခုကကြတော့သူကဘာဖြစ်လဲဆိုဒီနှစ်ခုက parallel ဖြစ်တယ်ပြိုင်နေတယ်ပေါ့နော်ဒီနှစ်ခုကပြိုင်နေတယ်ဒါပေမဲ့သူကဥမာ3ရှိတယ်ဆိုသူက4ရှိတယ်ဆိုသူတို့နှစ်ခုကမတူဘူးဒီဟာနှစ်ခုကကြတော့ပြိုင်နေမပြိုင်ဘူးဆိုတဲ့အခါကျတော့ဒီဟာဒီအနှစ်ပြိုင်စတုကံမဟုတ်ဒါပေမဲ့ quadrilateral တော့ဖြစ်တယ်သူကအနား၄နား side ၄ side ရှိရပေါ့နော်အနား၄ခုရှိတဲ့အတွက်ကြောင့်သူက quadrilateral တော့ဖြစ်ပါတယ်ဒါပေမဲ့အနှစ်ပြိုင်စတုကံတော့မဖြစ်ပါဘူးအဲ့တော့အားလုံးသိရဲ့အတိုင်းပဲ square ပေါ့နော်12ရန်ပေါ့နော်သူက12ရန်ဆိုအနားလေးနားစလုံးတူနေတာမျိုးပေါ့နော်အနားလေးနားစလုံးတူနေတာမျိုးအနားလေးနားစလုံးတူနေတာဒါပေမဲ့သူ့ရဲ့ opposite side တွေကိုကြည့်လိုက်ပြိုင်လားဆိုတော့ပြိုင်နေပြီးတော့လက်နေရလဲအဖျားတွေကလည်းဒီလိုပဲဒါကိုလည်းကြည့်လိုက်ဒါလည်းပဲပြိုင်နေပြီးတော့ထောက်နေကလည်းအကုန်လုံး all angles are 90 degree အခုနပြောဖို့ကြံခဲ့တဲ့ဒီမှာလဲဒီမှာဘာလဲဆိုတော့သူ့ရဲ့ opposite angle တွေကတူနေတယ်ဥပမာဒီမှာက80ရှိတယ်ဆိုဒီမှာလည်း80ပေါ့နော်အဲ့လိုမျိုးဒီမှာ100ဆိုဒီမှာလည်း100သူတို့ရဲ့ opposite angle တွေက same ဖြစ်တယ်တူတယ်ပေါ့ equal ဖြစ်တယ်ဒါဆိုရင်သူက parallelogram ဖြစ်တယ်ပေါ့နော်ဟိုဒီမှာကျတော့square ဆိုတဲ့အခါကျတော့12ရဲ့သူက all angles are 90 degree ဒါအောင်နေအားလုံးဟာ90 degree ဖြစ်တယ်ဒါဆိုဒါကဘာလဲဆို square နဲ့ square အနှစ်ပြိုင်စတုကံလည်းဖြစ်တယ်အနှစ်ပြိုင်စတုကံလည်းဖြစ်တယ်နော် parallelogram လည်းဖြစ်တယ်ဒါကြတော့ထောက်မှန် rectangle ပေါ့ထောက်မှန်စတုကံသူလည်းဒီတိုင်းပဲသူ့ရဲ့ opposite side တွေကိုကြည့်လိုက်ပြိုင်နေတယ်ပြီးတော့လက်နေရလဲအလျားတွေကလည်းအတူတူပဲပြီးတော့ဒါလည်းပြိုင်နေတယ်အလျားတွေကအတူတူပဲ angle တွေကလည်းဒီလိုပဲ90 degree ဒါဆိုရင်သူကဘာဖြစ်လဲဆိုရင်ထောက်မှန်စတုကံဖြစ်တယ်ဘယ်လိုခေါ်လဲဆိုရင်အများဖြင့်တောင်းမှန်စတုကံလို့ခေါ်တယ်နောက်တစ်မျိုးဘယ်လိုခေါ်လဲအနက်ပြိုင်စတုကံလို့ခေါ်ရပါတယ် parallelogram အဲ့တော့ဒီဟာလည်း parallelogram ဖြစ်တယ်ဒီ square ကလည်းစတုရန်ကလည်းအနက်ပြိုင်စတုကံဖြစ်တယ် rectangle တောင်းမှန်စတုကံလည်းအနက်ပြိုင်စတုကံဒါကတော့ quadrilateral ဖြစ်တဲ့အနားလေးနာ side လေးခုရှိရပေါ့နော်ဒါပေမဲ့ parallel မဖြစ်တဲ့အခါဘူ angles တွေကလည်းမတူတဲ့အခါကျတော့သူဒီ parallelogram မဖြစ်ဘူးပေါ့နော်